ဟယ်လိုပရိသတ်ကြီးနဲ့ပြန်လည်တွေ့ဆုံခွင့်ရတဲ့အတွက်ရမယ်ဝမ်းသာပါတယ်အဲ့တော့မင်္ဂလာပါလို့ဒီချိန်မှာတော့နှုတ်ခွန်းဆက်ချင်းထက်ပေါ့နော်အားလုံးမျှော်လင့်နေတဲ့ငြိမ်းချမ်းတဲ့နိုင်ငံသူတစ်ကြီးကိုအမြန်ဆုံးရောက်ရှိပြီးငြိမ်းချမ်းကြပါစေလို့ပဲဆုမကောင်းတောင်းချင်ပါတယ်အဲ့တော့ကျွန်တော်မနေ့ဖြန်ညနေမှာမနှောမြင်မှာဆိုတဲ့တခြင်းလေးနဲ့ကျွန်တော်ပရိသတ်ကိုပြန်ပြီးမိတ်ဆက်ပေးချင်ပါတယ်လို့အဲ့တော့ဒီတခြင်းလေးကတချိန်ကပေါ့နော်1980ကျော်ဝန်းကျင်လောက်ကတခြင်းလေးပါအဲ့တော့ဒီတခြင်းကိုမွန်းအောင်ကရေးဆက်တည်ကုန်ထားတဲ့တခြင်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီအချိန်မှာသူပထမသူ့ရဲ့ series album ပေါ့နော်8မိနစ်80နဲ့အင်းလျာထဲမှာalbum ထဲမှာထည့်ဖို့အတွက်သူစီစဉ်ခဲ့တယ်လို့သိရတယ်ဒါပေမဲ့ဒီတခြင်းလေးကစီစီမလွတ်တဲ့အတွက်ကြံခဲ့တာပေါ့နော်အဲ့တော့1990လောက်မှာတော့ကိုပြန်လာပြန်တည်ဆိုထားတဲ့တခြင်းလေးပါဒါပေမဲ့လည်းဒီတခြင်းလေးကိုအခုပရိသတ်ကြီးကိုပြန်လဲနားဆင်ခံစားနိုင်ဖို့အတွက်ကျွန်တော်အကောင်းဆုံးပြန်ပြီးတင်ဆက်ထားပါတယ်လို့အဲ့တော့ကျွန်တော်ဒီလိုရည်ရွယ်ချက်လဲကျွန်တော် line ပေါ်မှာတင်တဲ့ဒီအခုတခြင်းလေးတွေပေါ့နော်အရင်တော့တခြင်းလေးတွေကိုကျွန်တော် line ပေါ်ကိုပြန်တင်လာတဲ့ရည်ရွယ်ချက်ကတော့ဒါဟိုတစ်ချိန်ကပေါ့နော်လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်လောက်မှာပရိသတ်တွေတကယ်ပဲခံစားကြိုက်နေတက်ခဲ့တဲ့တခြင်းဟောင်းလေးတွေနဲ့အဲ့ဒီတခြင်းတွေရဲ့နောက်ခံသမိုင်းနဲ့ဒီတခြင်းတွေကိုရေးတဲ့သူတွေကိုမိတ်ဆက်ပေးချင်တာဖြစ်တယ်။နောက်ပြီးပြန်လဲနားဆင်ခံစားနိုင်ဖို့ဆိုပြီးကျွန်တော်အထူးပေါ့နော်ကျွန်တော်စူးစမ်းပြီးမှဒီအရာလေးကိုကျွန်တော်တင်ဆက်နေတာဖြစ်ပါတယ်လို့အဲ့တော့ဒီတခြင်းလေးတွေက album ထုတ်တဲ့တခြင်းမဟုတ်ပါဘူးလို့เนาะပရိသတ်တွေကိုပြန်ပြီးခံစားနိုင်ဖို့အတွက်တီးတန့်ကျွန်တော်စူးစမ်းပြီးမှတင်ဆက်တဲ့အစီအစဉ်လေးဖြစ်ပါတယ်အဲ့တော့ဒီအရာလေးကိုကျွန်တော်တို့page လေးဘူကာInsane page နဲ့ကျွန်တော်တို့ YouTube ဖွင့်ထားပါတယ်လို့အဲ့ဒီမှာကျွန်တော်တို့ subscribe နဲ့အဲ့ဒီ like and share လေးပေါ့နော်အဲ့ဒါလေးတွေလုပ်ပြီးအားပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မနေ့ပြန်နားဆင်ခံစားနိုင်ဖို့အတွက်ကျွန်တော်မနေ့ပြန်တင်ဆက်လိုက်မှာဖြစ်ပါတယ်လို့